ဒီနေ့တော့ကြက်ကာလာတာချက်မယ်အသားယူလာတော့ပေါင်သားပါမယ်ဒါပြီးရင်အသေးပါမယ်ဒါပြီးရင်တဲမြစ်ပါမယ်ပေါ့နော်ဒီခါလေးထုတ်လိုက်ဦးမယ်ရှိသေးလားဟုတ်ပြီအေးဆိုချက်သားကိုပြောင်းအောင်စီးပါဟုတ်ပြီပြောင်းဒီစလို့နားမချက်ရေကိုစခါရေစက်တုံးပါတော့နော်မယုတ်တိချက်သွင်းဒီဂျင်းချက်သွင်းဖြူပေါ့နော်ဒါလေးကိုရောထောင်းပါကဲမြူတီထုံးတော့ရပါပြီတာကူနှစ်ပါဒီချိန်မှာအရင်ရေးကြည့်တယ်နော်စီစာစနွေနည်းနည်းလေးတုံးလိုက်စနွေကိုခတ်နာနာနေပြရမယ်အားထည့်ပြီးနေပြီးပါဗျဒီကောင်ကိုခတ်နာနေပြီးပါခုချက်မဲ့ရေကိုကြည့်တပါနေဒီအရေးကြီးတာပါလေဆိုတော့ဒီကောင်ကရေခမ်းပြီးမှစီပြန်ထွက်ရမလို့ဘူးရေစိတ်လေးရှိအောင်ထားလိုက်စီပြန်မဟုတ်တဲ့ကြောင့်တော့စီပြန်အကြာကြီးချက်ပြရမလို့ချက်ပြီးဆိုတော့ရေစိတ်လေးစီရပါဗျာဖြစ်နိုင်တော့ဘူးတီလိုမျိုးထဲတော့ဘောတာပေါ့နော်တချို့ဆိုတော့ချက်အလားတာချက်ဆိုတော့ဘူးတီတွေမှလိုက်တယ်ဆိုတာလေပြောရရှိတယ်ဒါပေမဲ့အတိအရတော့ကိုချက်တဲ့ဟာလေးကိုချက်လို့ရပါတယ်ဗျာကဲကြည့်မယ်ဟောပါရေစီပြမဟုတ်တော့ဘူးရေခက်စစ်လေးကြံတည်တယ်ဘူးတီနဲ့ချက်နိုင်တော့ပူကောင်းလာပါတော့ချက်တော့ချုံမှုပန်ရရတော့ကိုဟာလေးကိုအရတာတော့စမ်းပြီးထဲရမှာပေါ့နော်အငါမလွန်ဖူးလိုပါတယ်ကဲချက်ကာလာတာချက်တော့ရပါပြီကဲလာစားပါတော့ဟဲ့ချက်ကလာတာချက်